ဘဝမှာပျက်စီးခြင်းတွေအမျိုးမျိုးရှိကြတယ်ဘယ်လိုပျက်စီးခြင်းကကိုယ့်ဘဝပျက်စီးခြင်းလို့သတ်မှတ်နိုင်မလဲကိုယ့်ဘဝပျက်စီးတယ်ဆိုတာဘယ်လိုပျက်စီးမှုကိုခေါ်တာလဲလို့စဉ်းစားမိတယ်ဒီတော့ခေါင်းထဲမှာပေါ်လာတာကပြဿနာတရား၅ပါးဆိုတာကိုပေါ်လာမိတယ်ပြဿနာဆိုတာပျက်စီးခြင်းလို့အဓိပ္ပာယ်ရတယ်ဒီပြဿနာတရား၅ပါးဆိုတဲ့အကြောင်းအရာလေးကိုအခြေခံပြီးတော့ပြောရရင်စီးပွားပြက်လို့ဘဝမပြက်ဘူးစီးပွားဟာဘဝမဟုတ်ဘူးကြီးစားပြက်လို့လည်းဘဝမပြက်ဘူးကြီးစားဟာဘဝမဟုတ်ဘူးလုပ်ငန်းတွေပြက်လို့ဘဝမပြက်ဘူးလုပ်ငန်းတွေဟာဘဝမဟုတ်ဘူးဆွေမျိုးတွေပြက်လို့ဘဝမပြက်ဘူးဆွေမျိုးတွေဆိုတာလည်းဘဝမဟုတ်ဘူးသားမယားတွေပြက်လို့ဘဝမပြက်ဘူးသားမယားတွေကလည်းဘဝမဟုတ်ဘူးစီးပွားကြီးစားလုပ်ငန်းဆွေမျိုးသားမယားဆိုတာတွေဟာကိုယ်နဲ့ဆက်ဆက်နေတဲ့အရာတွေပဲဖြစ်တယ်ကိုယ်မဟုတ်ဘူးအားလုံးဟာပျက်စီးတတ်တဲ့သဘာဝကြောင့်ဒီနေ့ပျက်စီးကြမှာတွေကြီးတယ်ပဲကိုယ်နဲ့ဆက်ဆက်တဲ့အရာတွေပျက်စီးသွားတာနဲ့ကိုယ်ဘဝပြက်တယ်လို့မခေါ်ဘူးကိုယ်ဘဝပြက်တာလည်းမဟုတ်ပါဘူးကိုယ်ကျင်တရားတွေပျက်စီးပြီဆိုရင်တော့အဲ့ဒါဘဝပြက်တယ်လို့ခေါ်ရမယ်ကိုယ့်ရဲ့ကိုယ်ကျင်တရားဟာကိုယ့်ရဲ့ဘဝအစစ်ပဲကိုယ့်ရဲ့အသိအမြင်တွေမှားယွင်းပျက်စီးလို့အတိမားအမြင်မှားတွေဖြစ်နေပြီဆိုရင်လေဘဝပြက်တယ်ပဲခေါ်ရမယ်ဒါကြောင့်ဘဝပြက်တယ်ဆိုတာကိုကျင်တရားပျက်စီးခြင်းနဲ့အတိမားအမြင်မှားတွေဖြစ်နေခြင်းကတာတကယ်ဘဝပြက်ခြင်းအစစ်ဖြစ်တယ်လို့ဆိုရမယ်အတိအမြင်တွေမှားပြီးအယူဆတွေမှားပြီးဆိုရင်တော့ဘဝပြက်ပြီအတိအမြင်အယူဆတွေဆိုတာကိုယ့်ရဲ့ဘဝတွေပဲဘာတွေပြက်ကိုယ့်ရဲ့ကိုကျင်တရားနဲ့အတိအမြင်တွေမပျက်စီးပါစေနဲ့သီလပြဿနာဟေတုကိုကျင်တရားပျက်စီးရင်ဒိဋ္ဌိပြဿနာဟေတုအယူအဆအတိအမြင်ပျက်စီးရင်အပါယံဒုက္ခတေဝိနိပါဒာနိရိယံတဲ့ချမ်းသာမှုတွေကျင်းသွားမယ်မကောင်းတဲ့အဖြစ်ရောက်သွားမယ်ဖယိုဖယဲဘဝပျက်စီးမှုတွေကြာရောက်ပြီးတော့အပေငရဲရောက်လိမ့်မယ်ဒါကြောင့်ပြက်ချင်တာတွေပြက်ပါစေကိုယ့်ရဲ့ကိုကျင်တရားမပြက်ဖို့ကြိုးစားရမယ်ပြက်ချင်တာတွေပြက်ပါစေကိုယ့်ရဲ့အယူအဆအတွေးမြင်တွေပြောင်းလဲပျက်စီးမသွားဖို့ကြိုးစားအားထုတ်ကြရမယ်စီဝါကြီးစားသားမယားလုပ်ငန်းတွေပျက်စီးသွားလို့ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့ကိုကျင်တရားတွေကပျက်စီးသွားရမယ်ဆိုရင်ဘဝမှာအဲ့ဒီပျက်စီးခြင်းဟာအဆိုးဝါးဆုံးသောပျက်စီးမှုလို့သတ်မှတ်ရမယ်စီဝါကြီးစားသားမယားလုပ်ငန်းစတာတွေပျက်စီးသွားပေမဲ့လည်းကိုကျင်တရားအသိအမြင်တွေပျက်စီးမသွားအောင်ထိန်းနိုင်တဲ့သူဟာလောကမှာလူတော်လို့သတ်မှတ်ရဒါကြောင့်အားလုံးဘဝမှာဘယ်လိုပျက်စီးခြင်းတွေဘာတွေပျက်စီးခြင်းတွေနဲ့ကြုံကိုယ့်ရဲ့ကိုကျင်တရားနဲ့အသိအမြင်တွေပျက်စီးမသွားအောင်အားထုတ်